Hello အားလုံးပဲမင်္ဂလာပါရှင်မိဖူးဖြစ်ပါတယ်ဒီဗီဒီယိုလေးမှာကတော့မိဖူးက collective reading လေးတစ်ခုထပ်ပြီးတော့လုပ်ပေးတော့မှာဖြစ်ပါတယ်ဒီ collective reading လေးကတော့ singles လေးတွေအတွက်တည်တံ့လုပ်ပေးထားတဲ့ collective reading လေးဖြစ်ပါတယ်အဲ့တော့မိဖူးရဲ့ဗီဒီယိုလေးအောက်မှာပေါ့နော်single တွေအတွက် reading လေးလုပ်ပေးပါအောင်ဆိုပြီးတော့ request လုပ်ကြတဲ့သူလေးတွေရှိတယ်ဒါကြောင့်မို့လို့မိဖူးကဒီ collective reading လေးကိုလုပ်ပေးတာဖြစ်ပါတယ်အဲ့တော့ဒီ collective reading လေးမှာကကြတော့အဓိကပေါ့နော်ဒီလက်ရှိမှာofficial တွဲနေတဲ့ချစ်သူရည်စားမရှိသေးတဲ့သူတွေ title တစ်ခုအောက်မှာဒါမရှိနေသေးတဲ့သူတွေပေါ့နော် single တချို့က single စစ်တချို့ကကြတော့ single single နည်းနည်းရေရောလေးတွေပေါ့နော်အဲ့လိုလေးလည်းကြည့်လို့ရတယ်ပြောရင်တော့ကို single လို့ခံယူထားတဲ့သူပေါ့နော်အဲ့တော့ဒီ collective reading လေးတွေကဒီလူတွေအတွက်ကြည့်လို့ရတဲ့ reading လေးဖြစ်ပါတယ်အဲ့တော့ okay အရင်ဆုံးကြည့်လိုက်တာကတဲ့ဒီ single လေးတွေပေါ့နော်ဒီဗီဒီယိုကြည့်နေတဲ့သူတွေကတဲ့ဒီဗီဒီယိုကြည့်နေတဲ့ထဲက single လေးတွေတော်တော်များများဘာဖြစ်နေလဲဆိုတော့ကိုယ့်စိတ်ထဲမှာမလွတ်ချနိုင်တဲ့အရာတွေရှိနေတယ်ကိုကလက်ရှိမှာတော့ single ဖြစ်တယ်ဒါပေမဲ့ single ဖြစ်ပေမဲ့ကိုယ့်ရဲ့စိတ်ထဲမှာဒီအနှောင်တစ်ခုကလာဖြစ်နေတာမျိုးတွေ့တယ်မလွတ်ချနိုင်တဲ့အနှောင်တစ်ခုတွေ့တယ်ပေါ့နော်အဲ့တော့ကိုကစိတ်ထဲမှာကဒီပြောရင်တစ်ခုခုကိုယ့်ရဲ့စိတ်က possessive ဖြစ်နေတာပေါ့နော်အဲ့တော့အဲ့ဒီအရာတစ်ခုကိုဒီကင်ဆွဲထားတာမျိုးတွေ့တယ်အဲ့တော့ဖြစ်နိုင်ရေးရှိတာဒီအရင်အတိတ်ကသူဖြစ်နိုင်တယ်ဒါမှမဟုတ်လို့ရှိရင်လက်ရှိအချိန်မှာဒါ attachment ဖြစ်နေတဲ့သူပေါ့နော်အဲ့တော့လက်ရှိ attachment ကလည်းသူကဘလို့ attachment မျိုးလဲဆိုတော့အရှိကိုလည်းမရောက်အနောက်လည်းမစောအဲ့လိုတိုးလို့တွဲလောက်နဲ့ဖြစ်နေတဲ့ attachment ပေါ့နော်အဲ့တော့ crash လည်းဖြစ်နိုင်တယ်ပေါ့ဆိုတော့အဲ့ဒီ attachment ကိုကအဲ့ဒီလူကိုကမလွတ်ချနိုင်ဘူးပေါ့နော်အဲ့လိုမျိုးဖြစ်နေတယ်ဆိုတော့လုံးဝကိုဒါဒီငါဟိုလိုမျိုးလေကလေးတွေလေအယုတ်ကလေးတွေအယုတ်ကလေးတွေကိုကြိုက်တဲ့ကလေးတွေရှိရလေအဲ့တော့လုံးဝလို့ကလေးငယ်တယောက်ကဒီသူကြိုက်တဲ့အယုတ်လေးတစ်ခုကိုလုံးဝမရဘူးကွာဒါပဲငါအိတ်လဲဒီယုတ်လေးကိုတဲမယ်စားလဲဒီယုတ်လေးကိုတဲမယ်အဲ့လိုပုံစံမျိုးလေးကွာပြောရင်အရန်ဒီဟာလေးကိုတွေ့တာမျက်နှိုးပြီးတော့လုံးဝမလွတ်ချခြင်းဘူးဘယ်သူမှလည်းမပေးခြင်းဘူးဒါငါအပိုင်ပဲအဲ့လိုပုံစံမျိုးနဲ့သူဖြစ်တဲ့စိတ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးဆွဲလန်းစိတ်လေးတစ်ခုနဲ့မလွတ်ချနိုင်တဲ့အရာတစ်ခုတွေ့နေရတယ်တဲ့နောက်တစ်ခုကကြတော့ဒီလက်ရှိအခြေအနေမှာကို့မှာတခြားသောရွေးချယ်မှုတွေရှိနေတယ်ကိုက okay ဒီ single တော့ single ဒါပေမဲ့ကိုယ့်ရဲ့ဘေးမှာလူတွေရှိတယ်လက်ရှိအချိန်မှာတော့မှကို dealing လုပ်နေတဲ့သူရှိတယ်ဒါပေမဲ့အဲ့ဒီလူကတယောက်မကကိုကိုချင်းကပ်တဲ့သူကိုယ့်ရဲ့စိတ်ထဲမှာရှိနေတဲ့သူကအဲ့လိုမျိုးပြောရင်အမြဲတမ်းလို့အနည်းဆုံးတယောက်ထက်ပိုတဲ့သူစိတ်ထဲမှာရှိနေတာမျိုးပေါ့နော်အနည်းဆုံးတယောက်ထက်တစ်ခုထပ်ပိုတဲ့အခြေအနေမျိုးရွေးချယ်မှုတစ်ခုထပ်ပိုတဲ့အရာမျိုးကိုစိတ်ထဲမှာရှိနေတာမျိုးတွေ့တယ်အဲ့တော့အမြဲတမ်းစိတ်ထဲမှာဟိုဟာလိုဒီဟာလိုနဲ့တွေးဟာဖြစ်တယ်ချိန်ဆနေရတာတွေများတယ်တစ်ခုခုကိုအမြဲတမ်းမရေမရာနဲ့ဆုံးဖြတ်ချက်မချနိုင်တာမျိုးဖြစ်တယ်နောက်ပြီးတော့ကြတော့လက်ရှိအခြေအနေမှာကကြတော့တွလို့တွဲလောက်နဲ့ဖြစ်နေတဲ့အနေအထားပေါ့ခုနကနေခုပြောထားသလိုအရှိကိုလည်းတိုးလို့မရအရှိလည်းသိမ့်မရောက်ဘူးအနောက်ကိုလည်းစုပ်တာလည်းမဟုတ်တဲ့အဲ့လိုတိုးလို့တွဲလောင်းအခြေအနေမျိုးနဲ့ဆက်ဆံရေးတွေမှာလည်း stuck ဖြစ်နေတဲ့ single တွေလည်းဒီမှာတွေ့ရပါတယ်ဆိုတဲ့အခါကျတော့ကိုက single ဘဝကနေပြီးတော့လွတ်မလို့နဲ့ကတိလေးတွေနဲ့အဲ့လိုကြာနေတာအချိန်ကြာနေတာမျိုးတွေ့ရတယ်ပေါ့နော်အဲ့တော့ okay အဲ့တော့မေဖူးကဒီမှာကက်လေးတွေကတော့တခါတည်းမေဖူးဆွဲထားလိုက်တာအဲ့ဒါလေးကိုခွဲပြီးတော့ပြောတာပေါ့နော်အဲ့တော့နောက်ထပ်ကြည့်လိုက်တဲ့ဟာမှာဒီ single လေးတွေကိုဘဝတည်းကိုဒီ near future မှာလူတစ်တယောက်ရောက်လာမလားဆိုပြီးကြည့်လိုက်တယ်ပေါ့နော်ကြည့်လိုက်တဲ့အခါမှာဘာကိုတွေ့လဲဆိုတော့ okay အဲ့တော့ဒီမှာပေါ့နော်ပြောလို့ရှိရင် okay ကိုကဒီလိုမျိုးပေါ့နော်single အနေနဲ့ပဲတော့အချိန်တိုင်းတာတစ်ခုတည်သွားနေအောင်မယ်တဲ့ဒါပေမဲ့လူအသစ်တယောက်ကိုဘဝတည်းရောက်လာဖို့ရှိတယ်ဘယ်လိုမျိုးလဲဆိုတော့ပြောရင်ခုမေဘူးတွေ့ရတာကဒီလိုမျိုးတယောက်တည်းပဲနဲ့တော့ဒါပြောရင်အချိန်တိုင်းတာတစ်ခုတည်သွားနေအောင်မယ်ပုံစံမျိုးကိုတွေ့တယ်ဒါပေမဲ့အခုကနေစပြီးတော့ဒီနောက်ထပ်လာမဲ့ဂျွန်မဟုတ်ဘူးအောက်တိုဘာလလောက်အတွင်းမှာလူသစ်တယောက်ကိုဘွားတွေကိုရောက်လာမယ်နောက်ပြီးတော့ကြတော့အဲ့ဒီလူအသစ်နဲ့ကိုနဲ့ဒီတ
တကယ်ရောမှဒီ relationship အထိလောက်ထိသွားလို့ရတဲ့ပုံစံမျိုးကိုတွေ့တယ်ဒါပေမဲ့အဲ့ဟာကသူကဘယ်လိုပုံစံမျိုးလဲဆိုတော့သူကပြောရင်ကိုယ့်ရဲ့စိတ်ထဲမှာကတော့လေအမြဲတမ်းလို့သူကတွေးဟာဖြစ်မယ်ပြီးတော့အမြဲတမ်းလူကတော့ရောက်လာတယ်ဆိုပေမဲ့အမြဲတမ်းကိုယ့်ရဲ့စိတ်ထဲမှာရွေးချယ်မှုတွေတွေးဟာတွေကတော့တောက်လျှောက်ဖြစ်အောင်ပါပေါ့နော်နောက်ပြီးတော့ကြတော့ကိုကအဲ့လိုမျိုးအရင်စိတ်ကိုပြောရင်ရေခဲတုံးကြီးလို့ဖြစ်နေတာကိုဖြစ်နေတာဖြစ်သွားတာကိုကဘာဖြစ်လို့လဲတော့မသိဘူးအဲ့လိုအစိတ်ကိုအချစ်ကိုစိတ်ကုံသွားတာပဲလားဒါမှမဟုတ်ဘာမှအဲ့လိုမျိုးပေါ့နော်ဒီကိုဘွားတဲ့ကိုမခေါ်ကျင်တော့တာမျိုးပေါ့ပြောရင်အရန်ကို80ဖြစ်သွားတဲ့အခြေအနေကြီးမှာကိုဘွားတဲ့ကိုလူရောက်လာတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုပုံစံမျိုးကိုတွေ့တယ်အဲ့တော့အဲ့ဒီလူတယောက်ရောက်လာမလားဆိုတော့ရောက်လာလိမ့်မယ်အခုကနေစပြီးအောက်တိုဘာလလောက်အတွင်းမှာရောက်လာတတ်တယ်နောက်တစ်ခုကကြောက်ဘာကိုထပ်တွေ့လဲဆိုတော့အရှိမဒီပြတ်တောက်ခဲ့တဲ့ဆက်ဆံရေးတွေရှိတယ်ဆိုလို့ရှိရင်ကိုဘွားတဲ့ကိုအရှိကပတ်သက်ခဲ့ဘူးတဲ့တယောက်ပေါ့နော် X လည်းဖြစ်နိုင်တယ်ဒါမှမဟုတ်ရင်အတိတ်ကပတ်သက်ခဲ့ဘူးတဲ့တယောက်ကိုဘွားတဲ့ကိုပြန်ဝင်လာတာမျိုးပြီးဆုံးသွားတဲ့သူတယောက်ပေါ့နော်ကိုဘွားတဲ့ကိုပြန်ဝင်လာတာမျိုးတွေ့ရတယ်တဲ့အဲ့တော့ဒီအဟောင်းနဲ့အသစ်နဲ့ကြားထဲမှာနည်းနည်းပြန်ပြီးတော့ choice ပြန်လုပ်ရတဲ့အနေအထားမျိုးရှိရယ်ဆိုတော့ဒါပေမဲ့ဘယ်လိုပဲဖြစ်ဖြစ်ဒီအောက်တိုဘာလဒီနှစ်ထဲလာမဲ့ဒီအောက်တိုဘာလလောက်မှာလူတစ်တယောက်ရောက်လာမယ်အခုကနေစပြီးနောက်ထပ်6လလောက်အတွင်းမှာချစ်သူရနိုင်တဲ့ဒီ relationship တစ်ခုအထိဒါတိဆောက်နိုင်တဲ့တိဆောက်တဲ့ထိသွားလို့ရတဲ့ဆက်ဆံရေးပေါ်လာနိုင်မယ်ပေါ့နော်အဲ့တော့အချစ်ရေးဒီ near future မှာကိုယ့်အတွက်အချစ်ရေးကောင်းမလားပေါ့နော်ဆိုပြီးတော့ကြည့်လိုက်တဲ့အခါမှာတဲ့အချစ်ရေးကမစိုးပါဘူးဒီမှာကြည့်ရတာသူကတော့ကောင်းတဲ့ကံဘက်ကိုတော့သွားတယ်ဒါပေမဲ့လို့တခုတတိထားမှာကကိုကနည်းနည်းလေး sensitive တအားဖြစ်နေတယ်ပေါ့နော်ဘာလို့ဆိုတော့ဒီလိုမျိုးဒီအခြေအနေတွေကဘယ်လိုလဲဆိုတော့ပြောင်းလဲအရင်မြန်တတ်တယ်တဲ့နော်အဲ့လိုမျိုးပြောင်းလဲကိုရုပ်တရက်ဒီ single လုံးနေပြီးတော့မှဒီရုပ်တရက်လူတစ်တယောက်တွေ့ပြီးတော့ချက်ချင်း RS ဖြစ်သွားတာမျိုးဆိုလို့ရှိရင်နောက်ပိုင်းမှာအဲ့လို sensitive တွေဖြစ်ပြီးတော့ conflict ဖြစ်တာမျိုးတွေရှိတတ်တယ်တဲ့ဒါပေမဲ့တော်တော်များများအနေနဲ့ကတော့အခြေအနေလေးကတော့ကောင်းတယ်တချို့ကကြတော့အဲ့လို online off ဆက်ဆံရေးမှာလေနေတတ်တယ်ပေါ့နော်ဒီကကြတော့အဲ့လိုကိုကနည်းနည်းဟိုလိုလေးsensitive ဖြစ်ပြီးတော့လို့အပြိုကြီးလူပြိုကြီးအဲ့လို vibe မျိုးလေးအဲ့လိုပုံစံမျိုးနဲ့နည်းနည်းဖြစ်သွားတတ်တယ်အဲ့လိုဆိုတော့ကိုနဲ့ရောက်လာတဲ့သူတွေမှာတိတ်ပြီးတော့စီးမကိုက်ကီးမကိုက်တာမျိုးပြီးတော့ပြောရင်နည်းနည်းလေးကိုယ့်ရဲ့ဒီ standard နဲ့နောက်ပိုင်းမှာမညီတာမျိုးဖြစ်တဲ့အခါမှာခဏရန်ဖြစ်ရတာမျိုးတွေဖြစ်တယ်ဒါပေမဲ့လို့ကိုကအဲ့ဒါလေးတွေကိုနည်းနည်း control လုပ်နိုင်မယ်ဆိုရင်တော့နောက်ပိုင်းမှာ commitment level အထိတက်လို့ရတဲ့အခြေအနေမျိုးကိုဒီမှာတွေ့ရပေါ့နော်အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ် overall အနေနဲ့ကတော့အကောင်းနဲ့ဒီအချစ်ရေးမှာကိုကနောက်ပိုင်းမှာတော့ကောင်းတဲ့အလားအလာတွေအများကြီးတွေ့ရတဲ့အတွက် single လေးတွေအားလုံးကံကောင်းပါစေအားလုံးနဲ့ good luck ပါလို့ပြောချင်ပါတယ်ကိုကိုတကယ်ချစ်တဲ့သူကလည်းတကယ်ချစ်တဲ့သူနဲ့ဆုံတွေ့နိုင်ပါစေလို့မေဖို့ဆုတောင်းပေးပါတယ်